ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စကားလုံးတစ်လုံးတည်းနဲ့အတိတ်ပဲ3မျိုးတောင်မဟုတ်ရ4မျိုးရှိတဲ့စကားလုံးတွေပြောမှာဖြစ်ပါတယ်ကဲပထမဆုံးတစ်လုံးအနေနဲ့က CAN ကဲအားလုံးဒီပြီးသားနိုင်တယ် she can walk ဒီမှာလမ်းလျှောက်နိုင်တယ်အခုကျတော့ can ရဲ့အတိတ်ပဲကတန်ဘူးဒါဆိုရင် I cannot soda ဒါဆိုရင် soda ဘူးတဘူးတန်ဘူးဖြစ်ရပါမယ်ဟို plastic ဘူးမဖြစ်ရပါဘူးအဲဆို can ရဲ့အတိတ်ပဲက C တော့ဒီthey can froze for winter ဟာနော်ဆောက်ရတဲ့အတွက်သူတို့ကတက်တီတွေကိုစီတော့တီလို့သုံးလို့ရတယ်အခုနောက်တစ်လုံးကျတော့ munch munch ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဟိုပြိုင်ပွဲဟာနော်ပြိုင်ပွဲအနေနဲ့သုံးလို့ရတယ်နောက်ခုနေဘာလို့သုံးလဲဆိုတော့မိချစ်အနေနဲ့လည်းသုံးလို့ရတယ်โอเคနောက်ခုကျတော့ verb အနေနဲ့သုံးမယ်ဆိုတော့ like the shirt and pass much perfectly ဟာနော်ဒါဆိုရင်ဆက်အကြီးနဲ့ဘောက်ဘီကဘယ်လိုပြောမလဲလောကပြည့်စုံနေအောင် like ဖက်နေတယ်ကအဲ့လိုမျိုးသုံးလို့ရတယ်ဟာနော်တို့ကြတော့ right ရဲ့အဓိပ္ပာယ်ကအလုပ်သိပြီးသားကျွန်တော်တို့ကညာဘက်ဒါမှမဟုတ်ကျွန်တော်ကမှန်ကန်တော်လို့ဆိုပြီးတော့သုံးလို့ရတယ်နောက်ခုနေသုံးမယ်ဆိုသူက right ရဲ့အဓိပ္ပာယ်ကအခွင့်အရေးဖြစ်ပါတယ် human right ဟာနော်ဒါဆိုရင်သူအခွင့်အရေးဖြစ်ပါတယ်ပေါ့နော်နောက်ခုကျတော့ဗာလိုက်ဆိုတော့ကျွန်တော်ကဗာသုံးမယ်ဆိုတော့ war ဟာနော် war ရဲ့အဓိပ္ပာယ်ကအလုပ်သိပြီးသားနေကောင်းတော်လို့သုံးလို့ရတယ်နောက်ခုကျတော့ဗာလဲဆိုတော့ကောင်းစွာလဲသုံးလို့ရတယ်နောက်ဆုံးတစ်ခုကျတော့ဗာလဲဆိုတော့ရေတွင်းဆိုပြီးတော့သုံးလို့ရပါတယ် okay ဒါဆိုကျွန်တော်ကဥပမာသုံးမယ်ဆိုရင် she's well now ဒါဆိုသူကသူမအခုနေကောင်းနေပြီ she can walk well ဟာနော်သူကတကောင်းလိုက်ရှောင်းနိုင်ပြီပေါ့နော်တကောင်းလိုက်ရှောင်းနိုင်ပြီလို့ကျွန်တော်ကသုံးလို့ရပါတယ်အခုကျတော့ရေတွင်းအနေနဲ့သုံးမယ်ဆိုတော့အလုပ်သိပါတယ် we get the water from the well ဟာနော်ကျွန်တော်ကရေတွင်းကနေရေကိုကျွန်တော်ရရှိနိုင်တယ်ပေါ့နော်အဲ့လိုပဲသုံးလို့ရပါတယ်ဟာနော်နောက်ဆုံးတစ်လုံးအနေနဲ့ကတော့tire အနာ tire ကတော့ကျွန်တော်ကအလုပ်တည်ပြီးတော့မော်ပန်တီလဲသုံးလို့ရတယ်ဟာနော်မော်ပန်တီအခုကျတော့ဗာနဲ့သုံးလို့ရတယ် tire အတိတ်ဘက်ကတိုင်ရန်ဆိုပြီးတော့လဲသုံးလို့ရပါတယ် flat tire ဆိုတော့ကျွန်တော်ပိတ်ပေါင်းနေတဲ့တိုင်ရ flat tire လို့ခေါ်ပါတယ်အဲဆိုကျွန်တော်ကဘယ်လိုသုံးလို့ရသေးလဲဆိုတော့ညီငွေတီလို့သုံးလို့ရတယ်အဲ့မှာ off နဲ့တွဲသူပေးမှာပါနော် children tired of the same toy quickly ဟာနော်ဒါဆိုကျွန်တော်ကကလေးတွေကတူညီတဲ့ကစားစရာပဲတစ်ချိန်လုံးကစားနေရတော့ညီငွေတယ်လို့သုံးလို့လေးလေးမြင်မြင်ပဲညီငွေသွားတယ်လို့သုံးလို့ရပါတယ်ပေါ့နော်အဲ့မှာ tired ရဲ့အနားမှာ off လေးထပ်ပြီးတော့သုံးပြပါ tired of ဆိုပြီးတော့သုံးလို့ရပါတယ်ဒါဆိုရင်အနောက်ဆုံးတစ်လုံးအနေနဲ့ကဘာလဲဆိုတော့က light ကဲ light မှာကျွန်တော်ကအဓိပ္ပာယ်တွေအများကြီးရှိတယ်၄မျိုးလောက်ဖြစ်ပါတယ်ကဲပထမဆုံးတစ်လုံးကတော့အလုပ်တည်ပြီးတော့ပေါ်ပါတော့ဒါမှမဟုတ်ကျွန်တော်ကအလင်းရောင်နောက်ခုကျတော့ကျွန်တော်ကနုတော့ဖြော့တော့ဒါဆိုဥပမာပြောဆိုရင် blue sorry light blue